Thank you ခုလိုအားပေးအတွက်အားလုံးကျေးဇူးတင်ပါတယ်ဒီထဲမှာပါတယ်ကျွန်တော်ရှင်းလေးကိုနားဆင်ပေးပါဦးဘသူရေးထားလဲသိတယ်မလားတူစားကပြောပါခဲ့ဘူးတာပြန်တွေ့လိုက်တိုင်းမင်းနာရောက်လာတဲ့စိန်တွေကြားမှာလှူရှားရင်နေတာလူဦးကြီးမှန်းတာကိုမျောလင်းစေပါရေမြေချသွားရတော့မင်းလေးကိုထားခဲ့ရပြီပေါ့မြက်ခွေရမှာကိုစိတ်ချပါရစေဒါပေမဲ့ကိုတွေ့တော့ယုံကြည်ပြီးဆောင်နေပါတော့လွှမ်းရက်တွေကိုတပြေးပြေးဖြတ်ကျော်မှာချသွားရတော့မင်းလေးကိုထားခဲ့ရပြီပေါ့ရခွေရမှာကိုစိတ်ချပါရစေဒါပေမဲ့ကိုတွေ့တော့ယုံကြည်ပြီးဆောင်နေပါတော့လွှမ်းရက်တွေကိုတပြေးပြေးဖြတ်ကျော်မှာအစင်ပြေလက်ကောက်တန်ချားခြင်းတဲ့ Thank you